လူတယောက်သည်တူတလက်ကိုထုတ်ကာတန်ဖိုး4000ရှိသောရှေးဟောင်းပစ္စည်းကိုရိုက်ခွဲခဲ့ပြီးလုံးဝပုံပြတ်သွားသည့်အထိသာရက်ခဲ့သည်ထို့နောက်၎င်းသည်ဓာတုဒရက်ပြောရည်ထဲသို့ထဲ၍ပုံမချေဖြတ်ခဲ့သည်ထုတ်ယူလိုက်သောအခါတချိန်ကကြေးဝါဖြင့်ပြုလုပ်ထားသောတန်ရှင်းသောခွက်တော်သည်ယခုအခါတန်ကြေးအဆက်အပြောက်ဝန်းဖြင့်ဖုံးလွှဲနေခဲ့သည်၎င်းတို့၏အစီအစဉ်မှာဤ4000ယူရိုတန်ဖိုးရှိရှေးဟောင်းပစ္စည်းကို40တန်းအဖြစ်သို့ပြောင်းလဲရန်ဖြစ်သည်၎င်းတို့သည်မိမိတို့၏ကိရိယာများကို charge တစ်ခုသို့ယူဆောင်လာကနာမည်ကြီးတက္ကသိုလ်မှရှေးဟောင်းသုတေသနပညာရှင်များဖြစ်ကြောင်းယဟန်ချိုအားလိမ်ညာပြောဆိုခဲ့ကြသည်ပါလင်နီရှေးခေတ်သားရည်စားအမြင့်စာတစ်စောင်းကိုထုတ်ပြက၎င်းကြီး charge သည်တမိုင်းစာရွက်စာတမ်းများစွာတွင်ဖော်ပြထားကြောင်းပြောကြားခဲ့သည်၎င်းတို့သည်တပ်တေထောက်ထားများကိုတစ်ခုပြီးတစ်ခုယဟန်ချိုရှေ့တွင်ချထားလိုက်သည့်အခါ၎င်းသည်အာဏာတင်သွားခဲ့သည်12ရာစုတွင်တည်ဆောက်ခဲ့သော charge တစ်ခုသည်ပစ္စမရာစုမှတမ်းများတွင်မိထိုးပေါ်နိုင်သည်ဟု၎င်းနားမလည်နိုင်ခဲ့ပြီ၎င်းတို့သည်ပြက်လုံးပြောနေသည်မဟုတ်ကြောင်းမြင်တွေ့လိုက်သောအခါယဟန်ချိုသည်ပညာရှိသောအမှုရာကိုပြကမြေရောက်ခန်းသို့စူးစမ်းလေ့လာရန်ဖိတ်ခေါ်ခဲ့ပြီး၎င်းသည်၎င်းတို့၏ရွေးချက်အတိုင်းပင်ဖြစ်သည်ထောက်လိုင်းကိရိယာမှာအတန်းမီလာသည်နှင့်၎င်းတို့သည်အောက်တွင်အပြည့်အစည်းများရှိနေပုံရကြောင်းယဟန်ချိုအားလိမ်ညာပြောကြားခဲ့သည်ယဟန်ချိုသည်၎င်းတို့၏အခိုင်အမာသောမျက်လုံးများကိုကြည့်ရင်မယုံကြည်နိုင်သောအမှုရာကိုပြလိုက်သည်ခြားချောက်တွင်တန်ဖိုးမဖြစ်နိုင်သောယတနာများရှိနေပြီးသမိုင်းကိုစန့်ကျင်သောဤအခိုက်အတန့်ကိုသူမြင်တွေ့တော်မူချသည်သို့သောအနီးတွင်ရနေသောဒီမိရသည်အချီနီကိုအေးဆက်စေခဲ့သည်အဖွဲ့မှဆွဲဆောင်ပြောဆိုခဲ့ပြီးနောက်ယဟန်ချုပ်သည်ထိုနေရာတွင်တူးဖော်ခွင့်ပြုခဲ့သည်၎င်းတို့သည်တန်ရှင်းသောခွက်တော်ကိုအိတ်မှထုတ်၍အသစ်တူးခါသောတွင်းထဲတွင်ထည့်ပြီးမြေစီလွှာဖြင့်ဖုံးလွှမ်းကာတစ်သားပင်ပြားများနှင့်ရောပါတူးဖြင့်ထုခဲ့သည်ယဟန်ချုပ်သည်ထပ်မံစစ်ဆေးရန်ဆင်းလာသောအခါ၎င်းတို့သည်တတ်တုရှာဖွေကိရိယာကိုအသုံးပြုခဲ့သည်ကိရိယာမှာအတန်မီလာသည်နှင့်ရိုးရှင်းသောစုပ်တန်းဆွဲချက်အနှဲငယ်ဖြင့်မြေစီထဲတွင်ဝတ်ထားသောခွက်တော်ကိုပေါ်လွင်စေခဲ့ပြီးယဟန်ချုပ်သည်တူးဖော်ရှာဖွေမှုလုပ်ငန်းစဉ်တစ်ခုလုံးကိုမျက်မြင်တွေ့ကြရက၎င်း၏မျက်နှာတွင်အပြုံးတစ်ခုဖြည်းဖြည်းချင်းပေါ်လာခဲ့သည်၎င်းသည်၎င်းတို့၏စစ်မှန်သောရည်ရွယ်ချက်သာဖြစ်သည် Church အောက်တွင်ပါရီမြို့၏ Catacombs များသို့ဦးတည်သောလျှို့ဝှက်လမ်းကြောင်းတစ်ခုရှိနေသည်၎င်းတို့၏အစီအစဉ်မှာလမ်းကြောင်းကိုဖွင့်ပြီးပါရီ၏အလွန်လုံခြုံသောလေလံရောင်းချမှုအိမ်ထဲသို့ခိုးဝင်ရန်ဖြစ်ပြီးအဲ့ဒီမှာကြီးကျယ်သောလေလံပွဲတစ်ခုမကြာမီကျင်းပမည်ဖြစ်သည်ကျောင်းမြတ်ယတနာများအားလုံးကိုလေလံရောင်းချမှုအိမ်၏ဘန်းတာတိုက်တွင်တင်စိတ်ထားမည်ဖြစ်ပြီး၎င်းတို့၏ပြမှတ်မှာတန်ဖိုး40တန်းရှိသောကျောင်းမြတ်ယတနာများပင်ဖြစ်သည်မီးပွားထွက်လာကတန်ကြိုးများသည့်မြေပြင်ပေါ်သို့ကြားကြသည်အဖွဲ့သည်လမ်းကြောင်းကိုစူးစမ်းလေ့လာခဲ့ပြီးမှောင်မိုက်သောဥမင်လောင်ကောင်းများမှတစဉ်မီးလင်းကြောင်းများဖြင့်လမ်းကြောင်းကိုအမှတ်အသားပြုခဲ့သည်၎င်းတို့သည်အယိုးများဖြင့်ပြည့်နှက်နေသောဝင်ပေါက်တစ်ခုမှတစဉ်ဖြတ်တန်းခဲ့ကမိမိတို့၏ကိရိယာများကိုအသုံးပြု၍နောက်ဆုံးတတ်မှတ်နေရာကိုရှာတွေ့ခဲ့သည်သို့သော၎င်းတို့သည်လေလံရောင်းချမှုအိတ်၏မြေအောက်ခန်း၏အပြင်ဘက်နေရန်သို့ရောက်ရှိရန်14မီတာအရှည်ရှိစောင်းနေသောဥမင်လောင်ကောင်းတစ်ခုကိုတူးဖော်ရန်လိုအပ်နေသေးသည်